ကြားခဲ့တဲ့အကြောင်းအရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အမျိုးသားတွေပေါ့နော်အမျိုးသားအများအဖြစ်ပေါ့နော်အိမ်နောက်မိသားစုတစ်ခုမှာအမျိုးသားတွေကအပြင်ထွက်ပြီးတော့အလုပ်လုပ်ရတယ်ပတ်စံရှာရတဲ့အခါကျတော့သူကသူ့အတွက်ပဲကျန်းမာရေးအာမခံဝယ်ပြီးတော့အိမ်မှာရှိတဲ့ဇနီးအတွက်ကျတော့မဝယ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကအပြင်မှာပတ်စံရှာရတဲ့အတွက်ကြောင့်ဖြစ်နိုင်ခြေများတယ်ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ခြေများတဲ့အတွက်ကြောင့်အမျိုးသမီးအတွက်တော့မလိုပါဘူးအိမ်မှာပဲနေတယ်ဆိုတော့မလိုဘူးဆိုပြီးတော့သူကမဝယ်ဘဲနဲ့နေလိုက်တဲ့အခြေအနေမျိုးရှိရပေါ့နော်ဒါကတော့လုံးဝမမှန်ဘူးပေါ့နော်မှားတယ်ဘာဖြစ်လို့လဲဆိုတော့ကျန်းမာရေးဆိုတဲ့အရာတစ်ခုကလူတစ်ယောက်မှာအိမ်မှာပဲနေနေအပြင်မှာပဲနေနေအချိန်မျိုးဖြစ်သွားနိုင်တဲ့ဟာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအမျိုးသမီးကအိမ်မှာပဲနေလို့ဘာမှမဖြစ်ဘူးအပြင်မှာပတ်စံထွက်မရှာလို့ဘာမှမဖြစ်ဘူးဆိုပြီးတော့ကျမတို့ပေါ့တန်တွေးလိုက်လို့မရဘူးပေါ့နော်ကိုကလည်းအပြင်မှာအလုပ်ထွက်လုပ်တဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်လို့အိမ်မှာနေခဲ့တဲ့အမျိုးသမီးမှလည်းဥပမာသွေးလွန်တုပ်ကွေးဖြစ်တာတော့လကောက်တခြားသောကျန်းမာရေးအခြေအနေတွေအချိန်မျိုးဖြစ်သွားနိုင်တယ်အဲ့လိုဖြစ်သွားတဲ့အခါမျိုးမှာအမျိုးသမီးတယောက်ကျန်းမာရေးမကောင်းဖြစ်လို့ဆေးရုံတက်ရတဲ့အခါမိသားစုဝင်တယောက်ကျန်းမာရေးမကောင်းဖြစ်လို့ဆေးရုံတက်ရတဲ့အခါမှာတမိသားစုလုံးစိတ်ဆင်းရဲရပါတယ်အဲ့လိုစိတ်ဆင်းရဲရတဲ့အတွက်ကြောင့်အိမ်အောင်ဦးစီးတယောက်ဆေးရုံတက်ရတဲ့အခါမျိုးမှာလည်းဒီအိမ်အောင်ဦးစီးဆေးရုံတက်လိုက်ခြင်းအဖြစ်ပတ်စံတွေလည်းကုန်တယ်လို့ပတ်စံဝင်ငွေလည်းမရှိတော့ဘူးထိုနည်း၎င်းပဲအမျိုးသမီးတယောက်ပေါ့နော်မိခင်တယောက်မိန်းမတယောက်အိမ်အောင်မိသားစုမှာဆေးရုံတက်ဖို့အခြေအနေဖြစ်လာပြီဆိုလို့ရှိရင်လည်းသူဆေးရုံတက်လိုက်ခြင်းအပြင်မိသားစုတွေရှာထားတဲ့ပတ်စံတွေကိုဒီဆေးရုံစည်းထဲမှာသုံးလိုက်ရတဲ့အခါမျိုးမှာကုန်ကျသွားတာမျိုးရှိတတ်ပါတယ်ပေါ့နော်အဲ့လိုမျိုးတွေအကုန်ကျများလာတဲ့အခါမှာပတ်စံကကိုယ်မှရှိတာနဲ့မလောက်တော့ဘူးဆိုလို့ရှိရင်တခြားသူစီမှာချင်းငားရတာမျိုးတောင်းရရတာမျိုးအခြေအနေတွေဖြစ်လာတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီလက်ရှိမှာတော့ကျမတို့သိတဲ့အသည့်တွေထဲမှာဆိုလို့ရှိရင်သူတို့ကဒီလိုပတ်စံချင်းငားရတဲ့အခါမျိုးတွေမှာအကျွေးတွေတင်လာတယ်အဲ့လိုအကျွေးတင်လာခြင်းအပြင်တမိသားစုလုံးပေါင်းပြီးဆက်ရတဲ့အခြေအနေမျိုးတွေလည်းရှိလာပါအဲ့လိုမျိုးတွေသူများစီမှာအကျွေးတွေ ringgit ထောင်နဲ့ချီပြီးတော့အကျွေးတင်တာမျိုးတွေရှိလာတဲ့အခါမျိုးမှာကိုယ့်အနေနဲ့ဝင်ထုတ်ဝင်ပို့လို့လည်းခံစားရတယ်ပေါ့နော်ဒီအကျွေးတွေကိုတမိသားစုလုံးအချိန်အများကြီးအကြာကြီးပေးပြီးတော့ဝိုင်းဆက်ရတယ်ဝိုင်းပြီးတော့ပြန်ပေးရတယ်ပေါ့နော်အဲ့ဒီအခြေအနေတွေကိုမဖြစ်စေချင်ဘူးမကြုံတွေ့စေချင်တဲ့အတွက်ကြောင့်သင်တို့အနေနဲ့ဒီကျက်မာရေးအာမခံကိုဝယ်ထားခြင်းအဖြစ်ပေါ့နော်ကိုမိသားစုကိုလည်းကာကွယ်ရရောက်တယ်ကိုတခြားသူစီမှာလည်းအကျွေးမတင်တော့ဘဲနဲ့ကိုယ့်ရဲ့ဆေးရုံတက်ရတဲ့အခြေအနေမျိုးတွေရှိလာတဲ့အခါမျိုးမှာကုန်ကျစရိတ်နည်းနည်းနဲ့ပြန်လည်ပြီးတော့ပေးချင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီကျန်းမာရေးအာမခံဝယ်ထားတဲ့ကုမ္ပဏီကနေပြီးတော့ကိုပေးရမယ့်အစားကိုအိတ်ဆက်ရမယ့်အစားသူတို့ကပေးမှာဖြစ်တယ်အဲဒီအတွက်ကြောင့်မိသားစုဝင်တွေမှာဘယ်သူပဲတစုံတစ်ယောက်အမျိုးသားတော်၎င်းအမျိုးသမီးတော်၎င်းအခြေအနေတစ်ခုခုကြောင့်ဆေးရုံတက်ရတာမျိုးဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ကိုမိသားစုမှာဝင်ထုံးဝင်ပိုးမဖြစ်ဘဲနဲ့ဒီကျန်းမာရေးအာမခံဝယ်ထားတဲ့အခါမှာဆေးချလက်ချနဲ့ကုသမှုကိုလည်းခံယူနိုင်တယ်ပြန်လည်ကျန်းမာလာမှလည်းဖြစ်တယ်လို့ဒီကုန်ကျသွားမဲ့ကုန်ကျစရိတ်တွေဆေးရုံစရိတ်တွေကိုလည်းဒီကုမ္ပဏီကနေပြီးတော့ကိုပေးတဲ့အတွက်ကြောင့်ကိုမှစိတ်ပူပန်စရာလည်းမလိုတော့ပါဘူးเนาะအားဖြင့်တင်းရဲ့မိသားစုဝင်ထုံးဝင်ပိုးတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်